မင်းကလေးတယောက်ကထူးဆန်းတဲ့ကြောက်ခဲတစ်လုံးကိုတွေ့ရှိခဲ့ပြီးအဲ့ဒါကိုကြောက်ရုပ်တုရဲ့မျက်လုံးအိမ်ထဲကိုထည့်လိုက်ပါတယ်နောက်တစ်စက္ကန့်မှာတော့ရုပ်တုရဲ့ဘားစက်ထဲကနေတစ်ကိုင်းပိုးကောင်တစ်ကောင်ထွက်လာပါတယ်မင်းကလေးကအဲ့ဒါကိုကြည့်ပြီးလုံးဝအံ့အားသင့်သွားပါတယ်အဲ့ဒီနောက်သူမရဲ့အမေကလန့်ခေါ်ပြီးကားစီကိုအမြန်သွားခိုင်းပါတယ်ဒါပေမဲ့သူတို့နှစ်ယောက်လုံးသတိမထားမိတာကအဲ့ဒီပိုးကောင်ကသူတို့အိမ်ထိတိတ်တဆိတ်လိုက်လာခဲ့တာပါပဲအဲ့ဒီညမှာတော့မင်းကလေးဟာထူးဆန်းတဲ့အတန်တစ်ခုကြောင့်လက်နိုးလာခဲ့တယ်အဲ့ဒါကဒီနေ့စောပိုင်းကတွေ့ခဲ့တဲ့ပိုးကောင်ပဲဆိုတာသူမသိလိုက်ရတယ်သူမကစာအုပ်တအုပ်ကိုထုတ်ယူပြီးပုံတပုံကိုလက်ညှိုးထိုးပြကဒါကနတ်သမီးလေးလားလို့မေးလိုက်တယ်ပိုးကောင်ကနားလေပုံရပြီးသူ့ခန္ဓာကိုယ်ကိုညင်သာစွာလှုပ်ခါလိုက်ကတင်းငယ်တဲ့လူပုံတထန်နတ်သမီးလေးအဖြစ်ပြောင်းလဲသွားပါတယ်အဲ့ဒီနောက်အခန်းထဲကနေတန်းတန်းမတ်မတ်ပြန်ထွက်သွားပါတယ်မင်းကလေးကမနေနိုင်ပဲနောက်ကနေလိုက်သွားခဲ့ပါတယ်သူမဟာနတ်သမီးလေးနောက်ကိုဝင်ကပါတစ်ခုရဲ့အဝင်ဝါထိလိုက်သွားခဲ့တဲ့အထဲမှာတော့အောက်ခြေကိုမမြင်ရတဲ့မောင်မင်းနေတဲ့တွင်းနဲ့ကြီးတစ်ခုရှိနေပါတယ်သူမဟာလေကားတစ်တွေကိုတစ်ထစ်ချင်းဆင်းသွားခဲ့တယ်သူမအောက်ခြေကိုရောက်တဲ့အခါမှာတော့ဘယ်ကမှမသိပဲသူမရဲ့နောက်ွယ်မှာမိစ္ဆာတစ်ကောင်ပေါ်လာပါတယ်အဲ့ဒီမိစ္ဆာကစိတ်ကောင်းတဲ့တစ်ပင်ခန္ဓာကိုရှိပါတယ်မိစ္ဆာကသူမကိုထိတ်လန့်သွားစေမှာကိုစိုးရိမ်ပုံရတာကြောင့်ချက်ချင်းပဲရှင်းပြပါတယ်သူကသူဟာမြေအောက်နိုင်ငံကတောဆောင်တဲ့မင်းပန်းဂျိုင်းဗီဖြစ်တယ်လို့ပြောပါတယ်ပြီးတော့သူကသူမကိုအရင်ကအလုပ်ကျွေးပြုခဲ့တယ်လို့ဆိုပါတယ်သူမရဲ့ဖခင်ကမြေအောက်နိုင်ငံရဲ့ဘုရင်ဖြစ်ပြီးသူမကတော့အဲ့ဒီနိုင်ငံရဲ့မင်းသမီးလေးပါတယ်သူမရဲ့နာမည်ကမင်းသမီးမိုအာနာထင်းဗီပါသူမဟာလူလောကကိုတခါကတောင်းတခဲ့ဘူးတာကြောင့်တိတ်တဆိတ်မြေပြင်ပေါ်ကိုတက်လာခဲ့တာပါဒါပေမဲ့နေအောင်ကြီးကသူမရဲ့မျက်လုံးတွေကိုလောင်ကျွမ်းစေခဲ့ပြီးသူမရဲ့မျက်ညံအားလုံးဆုံးရှုံးသွားခဲ့ရပါတယ်မင်းကလေးကတကုံးမှမယုံကြည်ပါဘူးဒါကြောင့်ဘန်ကသူမကိုမေးပါတယ်သူမရဲ့ဘယ်ဘက်ပကုံးပေါ်မှာလက်ချမ်းပုံတထန်မွေးရပါအမတ်သားမရှိဘူးလားတဲ့အဲ့ဒါကတက်တယ်ပဲလို့ပြောပါတယ်မင်းကလေးကတန့်သွားပါတယ်ဘာလို့လဲဆိုတော့သူမမှာအဲ့ဒီမွေးရပါအမတ်သားတကယ်ရှိနေလို့ပါပဲအဲ့ဒီနောက်ဘန်ကသူမကိုပြောပါတယ်အကယ်၍သူမမြေအောက်နိုင်ငံကိုပြန်သွားချင်နေဆိုရင်စာအုပ်ထဲကအရေးအမြတ်တွေကိုလိုက်နာပြီးအလုပ်သုံးခုကိုပြီးမြောက်အောင်လုပ်ရမယ်လို့ဆိုပါတယ်သူကသူမကိုစာအုပ်တအုပ်ပေးလိုက်ပြီးသူမတယောက်တည်းရှိနေတဲ့အချိန်မှသာအဲ့ဒါကိုဖွင့်ဖို့တတိပေးပါတယ်အဲ့ဒီအချိန်ကျမှအလုပ်တွေကပေါ်လာမှာပါသူမကချက်ချင်းပဲဖွင့်ကြည့်လိုက်ပေမဲ့စာမျက်နှာတွေကလုံးဝဗလာဖြစ်နေပါတယ်သူမခေါင်းမော့ကြည့်လိုက်တဲ့အချိန်မှာတော့ဘန်ကရောက်ွယ်သွားပါပြီနောက်တစ်နေ့မှာတော့သူမစာအုပ်ကိုထပ်ဖွင့်ကြည့်ပြန်တယ်ဒီတစ်ချိန်မှာတော့စာမျက်နှာပေါ်မှာစာလုံးတွေတကယ်ပေါ်လာပါတယ်မင်းကလေးကအရန်ဝမ်းသာသွားပြီးသူမရဲ့ပထမဆုံးအလုပ်ကိုစတင်လိုက်ပါတယ်သူမဟာသူမအိမ်ကြီးက6တွေ့နေတဲ့တစ်ပင်အိုကြီးတစ်ပင်ကိုရှာဖွေဖို့လိုအပ်ပါတယ်အဲ့ဒီထဲမှာဖားပြုတ်ကြီးတစ်ကောင်နေထိုင်ပါတယ်သူမဟာအဲ့ဒီဖားပြုတ်ရဲ့ဘားစက်ထဲကိုမော်ကြောက်ခဲသုံးလုံးထည့်ရမှာဖြစ်ပြီးသူ့ရဲ့ဝမ်းပိုက်ထဲမှာဝတ်ထားတဲ့တော့ကိုပြန်ယူရမှာပါသူမဟာအသက်ပြင်းပြင်းရှူပြီးတစ်ပင်ခေါင်းထဲကိုတွားတော့ဝင်လိုက်ပါတယ်အထဲမှာမောင်ပြီးဆူဆူနေကယွန်စရာကောင်းတဲ့ပိုးကောင်တွေနဲ့ပြည်နေပါတယ်သူမဟာကြောက်စိတ်ကိုအောင်ထားပြီးပို့ပြီးနက်နက်ရှိုင်ရှိုင်တွားတော့ဝင်ခဲ့ပါတယ်တေးချတာပေါ့အဆုံးမှာတော့ကြီးမားတဲ့ဖားပြုတ်ကြီးကစောင့်နေပါတယ်သူမဟာမင်းသမီးလေးဖြစ်ကြောင်းပြောပြီးရွှေတော့ကိုတောင်းဆိုလိုက်ပါတယ်ဒါပေမဲ့ဖားပြုတ်ကသူပြောတာကိုဘာမှနားမလည်ပါဘူးအဲ့ဒီအချိန်မှာပိုးကောင်တစ်ကောင်ကသူမရဲ့မျက်နှာပေါ်ကိုတွားတက်လာပါတယ်ဖားပြုတ်ကပိုးကောင်စားရတာကိုကြိုင်မန်းသူမသတိထားမိသွားတယ်ဒါကြောင့်သူမကမြေပြင်ပေါ်ကနေပိုးကောင်တွေကိုလက်တဆုပ်စာကောက်ယူလိုက်ပြီးမော်ကြောက်ခဲသုံးလုံးနဲ့ရောနှောလိုက်ပါတယ်ဖားပြုတ်ကသူ့ရှာကိုထုတ်လိုက်ပြီးအားလုံးကိုတစ်ခါတည်းမျိုးချလိုက်ပါတယ်ဒါပေမဲ့နောက်တစ်စက္ကန့်မှာတော့သူဟာမတက်မတာနဲ့လူးလိမ့်လာပြီးအကြည့်အချွဲပုံကြီးကိုထွေးထုတ်လိုက်ပါတယ်အဲ့ဒီအကြည့်အချွဲတွေထဲမှာပဲသူမဟာရွှေတော့ကိုတွေ့ရှိခဲ့ပါတယ်အလုပ်ပြီးမြောက်သွားပါပြီဘန်ကထပ်မံပေါ်လာပြီးတော့ကိုလုံခြုံအောင်တင်ထားဖို့ပြောပါတယ်နောက်ထပ်အလုပ်အတွက်အဲ့ဒီတော့ကိုလိုအပ်လိမ့်မယ်လို့ဆိုပါတယ်အဲ့ဒီနောက်သူကသူမကိုမြေဖြူခဲတစ်ခဲပေးပါတယ်သူကသူမကိုအဲ့ဒီမြေဖြူခဲနဲ့ဘယ်နေရာမှာမဆိုတကားတစ်ချက်ဆွဲလိုက်ရုံနဲ့ဘယ်နေရာကိုမဆိုသွားနိုင်တယ်လို့ပြောပါတယ်အဲ့ဒီနောက်သူကနောက်ထပ်အလုပ်ကိုကူညီဖို့အတွက်နာရီမန်ရေးလေတွေစဉ်တစ်ခုကိုထုတ်ပေးပါတယ်သူမသွားမယ့်နေရာကအရန်အနေများတာကြောင့်သူကသူမကိုနှစ်သမီးလေး၃ကောင်ကိုလည်းပေးလိုက်ပါတယ်အဲ့ဒီကတက်တော်တွေကလူသားတွေမဟုတ်ပါဘူးအစားအစာတွေကဘလောက်ပဲအရသာရှိပုံရနေပါစေတလုံးမှမစားဖို့သူကသူမကိုအထက်ထက်အခါခါသတိပေးပါတယ်အဲ့ဒါကသူမရဲ့အသက်ကိုပေးဆက်ရလိမ့်မယ်လို့ဆိုပါတယ်ပြီးတော့နိုင်မန်ထဲကတဲတွေမကုန်ခင်သူမအဲ့ဒီကနေထွက်ခွာရမှာမဟုတ်ရင်တော့သူမအဲ့ဒီမှာထာဝရပေးမိနေပြီးဘယ်တော့မှပြန်ထွက်နိုင်တော့မှာမဟုတ်ပါဘူး Follow and subscribe for more videos.